ဒီလိုတော့ခြေပါတာမတာနဲ့ကိုယ်ဘာသာကိုကြာသားနိုင်တာပဲကိုယ်ဘာသာကိုလှုပ်သားနိုင်တယ်ဒီလိုအဲ့လိုပေါ့ဒီကတည်းကရက်တဲ့နဲ့ပြီးတဲ့ဟာကိုတို့က2ရက်3ရက်လောက်မှစကားပြီးတယ်လေလို့ရှိတော့ရောက်တဲ့တကူတော့ပြတော့ပြချင်ပါတယ်ဒါပေမဲ့အဲ့ဒီတကူတော့ပြဖို့တော့သိမလိုရဘူးဒီတော့ပုံကြတယ်အရင်ကတော့လည်းဘာဖြစ်နိုင်ဘူးမပြနိုင်ဘူးပေါ့အဲ့ဒီလိုပေါ့ဒီကျွန်တော်တက်ဆိုးတဲ့လူတွေရှိတာပဲဒါပေမဲ့လည်းသူတို့လည်းအဲ့လိုမျိုးပြင်ရမရအောင်တနေ့တော့လောက်ကင်တာပဲလေဒီကျွန်တော်တွေ့တာကျွန်တော်နဲ့ရေးရတယ်ကျွန်တော်ရှိတယ်ကျွန်တော်နဲ့ရေးတာဒီကျွန်တော်တွေ့ဖို့တာကတော့ကျွန်တော်လည်းမရှိဘူးလည်းမရှိဘူးဒါကပတ်သက်နေရေးတာအဲ့လိုမျိုးပေါ့ဦးလေးမင်္ဂလာပါဦးလေးမင်္ဂလာပါဦးလေးရဲ့နာမည်လေးနဲ့တစ်ချက်လောက်မိတ်ဆက်ပေးပါဦးနာမည်ကကိုတင်လို့ခေါ်ပါတယ်ဟုတ်ကဲ့ဒီ6ရောက်နဲ့ပကြီးစတင်ရေးဆွဲခဲ့တဲ့နောက်ခံအကြောင်းရင်းလေးနဲ့ဒီအစောပိုင်းကာလမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲလေးတွေနဲ့တစ်ချက်လောက်လေးပြပြပေးပါလားခင်ဗျပကြီးလေးစားဆွဲတာကျွန်တော်ဟောပါဟို1992ခုနှစ်မှာကျွန်တော်တက်တဲ့တော့ပါဘော95ချိန်မှာကျွန်တော်ပကြီးစားဆွဲတယ်ပေါ့အဲ့ဒီကျွန်တော်ရေသေးတွေရေးတာရေသေးတွေဖြီးသေးတွေတော့ရေးတယ်ဒီကဆမ်းမတင်တယ်အဲ့လိုမျိုးအခက်ခဲတွေရောရှိလားရှိခဲ့ရောဘယ်လိုမျိုးစိတ်ဓာတ်တွေနဲ့ကြော်ဖြတ်ခဲ့ရလဲကျွန်တော်အခက်ခဲတွေတော့အများကြီးရှိတာပေါ့ဘယ်လိုလဲဆိုတော့ကျွန်တော်ဒီရေးတယ်ဆိုတော့ကျွန်တော်ရေးလို့ဒီကားတကားကိုဟိုမှာ2ရက်လောက်ရေးရတယ်လက်ရှိတယ်3ရက်ရေးရတယ်လက်ရှိတယ်အဲ့လိုပေါ့ပထမရက်ဆိုကျွန်တော် online ခေါ်တယ်သူတရားရက်မှာဒီကပေးချေတယ်အဲ့လိုမျိုးတွေပေါ့လို့ရေးရတော့ဒီကတည်းကရက်တဲ့နဲ့ပြီးတဲ့ဟာကိုကျွန်တော်က2ရက်3ရက်လောက်မှစကားပြီးတယ်လေလို့ရှိတော့လက်နဲ့ဆွဲတာမဟုတ်ဘဲနဲ့လေ6ရောက်နဲ့ပကြီးကားတစ်ချက်ကိုဖန်တီးတဲ့အခါမှာဤပညာပိုင်းအရာကိုခန္ဓာပိုင်းအရာကိုအခက်အခဲဆုံးပိုင်းကဘာဖြစ်မလဲဟိုမှာပကြီးကားတကားကိုပထမစရေးတာတော့ကျွန်တော် online နံပါတ်တွေကောက်တယ် online တွေကောက်ပြီးတော့မှနောက်တစ်ချက်မှာလို့ဖိခဲ့တာအဲ့လိုမျိုးတွေပေါ့ဒီကားတကားကိုကျွန်တော်ကစိတ်တိုင်းကြတယ်စိတ်ကြမှာကျွန်တော်ကရတယ်စိတ်တိုင်းမကြောက်ဘူးဆိုတော့ဒီကားတကားကိုရေးပြီးတော့စိတ်တိုင်းမကြောက်လို့ရှိရင်တော့တကားထားရေးတော့ပေါ့အဲ့လိုမျိုးတခါတော့အဲ့လိုရေးရတော့ပေါ့အဲ့လိုစိတ်ကိုစိတ်တိုင်းကြပြီးဆိုမှရက်လိုက်တယ်လေဒီလောကမှာပေါ့နော်အခက်အခဲတွေအများကြီးရှိကြတယ်စိတ်တက်ကြနေတဲ့လူတွေဒါမှမဟုတ်လေကိုယ့်ကိုယ်ယုံကြည်ချက်မရှိတဲ့လူတွေတော့ဦးလေးရဲ့ဘဝအတွေ့အကြုံကနေပြီးတော့ဘယ်လိုခွန်အားပေးစကားတွေများပြောချင်လဲမသိဘူးခင်ဗျာအဲ့တော့ပါဘောပေါ်ရမလဲတယောက်တော့စိတ်ထိုင်ခဲ့တော့ဘယ်သူဟုတ်လဲကျွန်တော်စိတ်အနေနဲ့ဆိုတော့ကျွန်တော်စိတ်ထိုင်တဲ့အခါကျတော့ကိုဘွားမှာကိုဒီလိုဘွားဖြစ်ပြီမဲ့လဲဟိုပါပေါ့ကိုမလုပ်ဘဲနဲ့ဖြစ်နိုင်ပါဘူးဆိုပြီးတော့အသိကမှကိုယ်ဆက်ကြိုထားတယ်လေဒီတော့ဟိုမှာအရာတစ်ခုမှာကိုမလုပ်ရသေးဘဲနဲ့ဖြစ်နိုင်ပါဘူးဆိုတော့ကိုကအဲ့လိုထုတ်ပြမှုတွေကိုဘတာကိုဒီဘွားပေါ့လေးလာကြည့်လောက်ကကြည့်ရမှာပေါ့အဲ့လိုလွတ်နိုင်လားမလွတ်နိုင်ဘူးလားအဲ့ဒါကျတော့ကိုဘာသာကိုစမ်းသပ်ယူရတာပေါ့ဒီလိုမဖြစ်အောင်တော့တကယ်ကိုစူးစမ်းရတော့အဲ့ဒီလိုဒီခုကျတော့စိတ်ပိုင်းဆိုင်ရပေါ့စိတ်တိုင်းကြတယ်လေကြည့်တယ်ကွာမလို့ရှိတဲ့စိတ်တွေဟောကရှိတဲ့စိတ်တွေအဲ့ဒီလိုတွေပေါ့လို့ခိုင်းပြောတဲ့ရှိတယ်လေအဲ့တော့အဲ့လိုစိတ်မျိုးမဟုတ်ပါကျွန်တော်ဘွားဒီလိုTV ဆိုလို့ရှိရင်ဘွားကိုဝန်စာအတွက်တော့ကိုစားဖို့တည်ရအတွက်တော့ကိုကြောက်ဖို့လောကရမှာပဲအဲ့တော့ဒီလိုအလောက်ကလုံးလို့ရမှာလဲကိုနဲ့သိတော့တဲ့အလုပ်ကိုဒီလိုလည်းအရာကိုလုံးကြမှာလဲဆိုတော့အဲ့ဒါကိုသိတာကိုကြာပြီးမှဒီတော့သိကြတာအဲ့တော့ဒါဒီလိုတို့ဒီဒီလိုတော့ပြေပေါ်တာမတာနဲ့
ကိုယ်ဘာသာကြောက်ထားနိုင်တာပဲကိုယ်ဘာသာကိုလှုပ်ထားနိုင်တယ်ဒီအဲ့လိုမျိုးပေါ့ဒီလိုကြတော့အကောင့်ချပေါင်းပြင်မဲ့လဲမလုပ်ပြင်မကိုင်းပြင်အဲ့လိုမျိုးတွေလူတွေကြည့်တာပေါ့တို့ကြတော့အဲ့ဒါစိတ်ပိုင်းဆိုင်ရာပေါ့စိတ်ပါလှုပ်ရှင်တာတွေမဆိုင်ဘူးအဲ့လိုမျိုးပြီးတော့ရေးနေတယ်အဲ့လိုမျိုးတွေပေါ့အဲ့လိုကြည့်တယ်သူကြတော့ဟောပါပေါ့မတင်ချင်မလုပ်ချင်ဘူးအဲ့လိုမျိုးတွေပေါ့ဒီမျိုးအဖြစ်လည်းတွေ့ကြုံခုတွေလေဒီကျွန်တော်တက်ဆိုးတဲ့လူတွေရှိတာပဲဒါပေမဲ့လည်းသူတို့လည်းအဲ့လိုမျိုးပြင်ရမရရအောင်ဒီနေ့တော့ဒီနေ့တော့လုတ်ကြိုင်တာပဲလေဒီကျွန်တော်တွေ့တာကျွန်တော်နဲ့ရေးရတယ်ကျွန်တော်ရှိတယ်ကျွန်တော်နဲ့ရေးတာဒီကျွန်တော်တွေ့ဖို့တာတော့ကျွန်တော်လည်းမရှိလည်းမရှိကျွန်တော်ပတ်သက်နေရေးတာအဲ့လိုမျိုးပေါ့တို့လည်းမန်တို့တို့ဘဝကတော့ကျွန်တော်တက်ဖို့ဆိုးတော့ပေါ့ဒါပေမဲ့တို့ကတော့တဲ့ဒီကျွန်တော်ပြည်လေပထမအားကုန်ပြီးလုပ်တာအဲ့ဒါလည်းကျွန်တော်အနေနဲ့ကျွန်တော်အတွက်နဲ့တော့ကျွန်တော်ကပို့ပြီးစိတ်ပို့တက်ကြတာမျိုးအဲ့လိုမျိုးပေါ့ကျွန်တော်ကိုယ်သက်ဆိုးပြင်မဲ့လဲဒီတော့ဒီနေ့တော့ကျိုးထားတာပဲတော့ကျွန်တော်နေရေးနိုင်တယ်ကျွန်တော်လက်လည်းမရေးနိုင်ကျွန်တော်လည်းမရေးနိုင်ဘူးစတဲ့ရေးနိုင်တာပဲလို့အဲ့ဒါကြောင့်ကျွန်တော်ပို့ပြီးကုန်ယူရတာပေါ့အဲ့ဒါမျိုးဒီဟောနော်အနာဂတ်မှာဦးရဲ့ပကြီးတွေနဲ့ပတ်သက်ပြီးတော့ထပ်မံလှုပ်ဆောင်ခြင်းတဲ့ဟာတွေရောရှိလားဒါမှမဟုတ်အစီအစဉ်တွေဒါမှမဟုတ်လည်းဦးရဲ့အကြီးမားဆုံးအိမ်မက်ကရောပါများရှိမလဲခင်ဗျာအဲ့ဒါကျွန်တော်ကတော့ပကြီးတဲ့ပွဲတွေပဲကျွန်တော်ဟောပေါ့ဒီကပွဲတွေပဲလောက်ခါကျွန်တော်ကအိတ်ပေါ်တာတွေအဲ့လိုခါကျွန်တော်အားလုပ်ဖို့လေပေါ့ပြဖို့တယ်ဒီနေ့ပေါ့အဲကျွန်တော်ကတော့ရောက်တဲ့တကူတော့ဆရာတော့ပြချင်ပါတယ်ဒါပေမဲ့အဲ့ဒီတကူတော့ဆရာပေါ်တော့စိတ်မလွယ်ရဘူးလေတော့ကြတယ်အရင်ကတော့လည်းဘာဖြစ်နိုင်ဘူးမပြနိုင်ဘူးပေါ့အဲ့ဒီလိုပေါ့တော့ကတော့ဒီကားတွေကတော့ရေးတယ်ကပါရေးတယ်ဒါပေမဲ့အဆိုးတော့ပြတာပါတယ်ဒါပေမဲ့အဲ့လိုကြာဖို့လုပ်ဖို့ဆိုတော့မှအားမရှိဘူးလေဒီတော့စဉ်းစားတာတော့ကွာအဲ့လိုဟုတ်ဒီကျေးဇူးပါဟုတ်ကဲ့ကျေးဇူးပါတယ်